ဒီနေ့ဆန်စီချက်မှာတော့ကမ္ဘာထိပ်တန်းတွေးခေါ်ပညာရှင်ဦးထစ်တဲ့ယူဗန်လွာဟာရာရီနဲ့စလာဗိုရှီရှက်တို့ရဲ့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့ဆွေးနွေးမှုတစ်ခုကိုအတူတူခွဲခြမ်းစေဖြတ်ကြည့်ကြပါမယ်ကဲဒီမေကုန်းလေးနဲ့စားလိုက်ရအောင်မကောင်းတဲ့အတွေးခေါ်တစ်ခုကပိုအန်ဒီရများသလားဒါမှမဟုတ်စေတနာအရန်ကောင်းတဲ့အတွေးခေါ်တစ်ခုကအစွန်းရောက်သွားတဲ့အခါပိုအန်ဒီရများသလားဟုတ်ပါရဲ့ဒီမေကုန်းကပဲသူတို့နှစ်ယောက်ရဲ့ဆွေးနွေးမှုရဲ့အဓိကအချက်ပါပဲအော်စရာခေါင်းတာကသူတို့နဲ့အလုံးကအစွန်းရောက်ဝါဒရဲ့အန်ဒီနဲ့ပတ်သက်ပြီးတော့တူညီတဲ့အမြင်ရှိကြတယ်ဆိုတဲ့အချက်ကနေစတင်ပါတယ်ဟရာရီကထောက်ပြတာကတမိုင်းကိုပြန်ကြည့်လိုက်ရင်ပေါ့လေချစ်ချင်းမတာတို့တရားမျှတမှုလိုမြင်မြတ်တဲ့အတွေးခေါ်တွေတောင်မှအဆုံးထိရောက်သွားတဲ့အခါကြောက်စရာကောင်းတဲ့ຢာတွေဖြစ်ပြောင်းလဲသွားနိုင်တဲ့ဆိုတာပါပဲဥပမာတွေကြည့်မယ်ဆိုရင်လေခရီးယန်ဘာသာရဲ့အခြေခံဖြစ်တဲ့ချစ်ချင်းမတာတရားရနေ Inquisition လို့ခေါ်တဲ့တမိုင်းမှာရက်ဆက်လာတဲ့စနစ်ကြီးအခုဖြစ်လာခဲ့တယ်နောက်ပြီးတော့ဒုက္ခတွေကိုကာကွယ်မယ်လူတွေကိုကယ်တင်မယ်ဆိုတဲ့ရည်ရွယ်ချက်ကောင်းနေတဲ့စစ်ပွားကြီးတွေဖြစ်ခဲ့ကြတယ်ဆိုတော့ငရဲပြီးတွားတဲ့လမ်းကိုစေတနာကောင်းနေနဲ့ခင်ထားတယ်ဆိုတဲ့စကားပုံလို့ပေါ့။ဒါကြောင့်တကယ်ကိုကျင်းနေရဆိုတာမျက်စိစုံမှိတ်ပြီးအစွဲတစ်ခုတည်းကိုကင်ထားတာမျိုးမဟုတ်ပါဘူး။အခြေအနေရဲ့ရှုပ်ထွေးမှုတွေကိုနားလည်ပြီးဟန်ချက်ညီညီကင်တွင်နိုင်ဖို့လိုအပ်တယ်လို့ဆိုလိုတာပါ။ကဲဒီအစွန်းရောက်မှုရဲ့အန်ဒယ်ကဒီနေ့ခေတ်ရဲ့အရေးအကြီးဆုံးပြဿနာတစ်ခုဖြစ်တဲ့ဂေဟစနစ်အချက်အတဲမှာဘယ်လိုထင်ဟပ်နေလဲဆိုတာဆက်ကြည့်ကြအောင်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာအော်လာကြီးတဲ့အတွေးခေါ်တစ်ခုကတော့ deep ecology ပါပဲ။ဒါကလူသားတွေဟာတဘာဝရဲ့တခင်မဟုတ်ဘူးအစိပ်ပိုင်းတစ်ခုသာဖြစ်တယ်ဆိုရင်နှိမ့်ချတဲ့အတွေးခေါ်တစ်ခုလို့ထင်ရပါတယ်ဒါပေမဲ့ဇီချက်ကတော့ဒီအတွေးခေါ်ကိုပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်သူကပြောတာကဒီလိုနှိမ့်ချမှုဟာတကယ်တော့လူသားတွေရဲ့အဆုံးစုံမာနတရားကိုဖုံးကွယ်ထားတဲ့မက်နာဖုံးတစ်ခုပဲဖြစ်တယ်ဆိုတာပါပဲဘာလို့လဲဆိုတော့မြစ်တီတောင်တွေကိုစောင့်ရှောက်သူအဖြစ်ကိုတတ်မှတ်လိုက်တာနဲ့လူသားတွေကကဘာကြီးတစ်ခုလုံးကိုထိန်းချုပ်သူတွေဖြစ်သွားတယ်လေဒီလိုလောရက gear system ကိုကယ်တင်ခြင်းနဲ့စေတနာနဲ့စတင်ခဲ့ပြီးမြဲမဖြောလင်းထားတဲ့ဘီထွတ်ဆိုးကြူတွေအများကြီးဖြစ်လာနိုင်တယ်လို့သူကသတိပေးပါတယ်ကဲအတွေးခေါ်ဒီကနေဒီပညာစီကူးပြောင်းလိုက်တဲ့အခါဒီအန်ဒီရတွေကအစာပေါင်းများစွာပိုပြီးကြီးမားလာပါတယ်စဉ်းစားကြည့်ပါကမ္ဘာပေါ်မှာတက်ရှိရီစစ်တင်ထစ်ပေါ်လာခဲ့လားနှစ်ပေါင်း4ဘီလီယံလောက်ရှိပါပြီအဲ့ဒီအချိန်တစ်လျှောက်လုံးမှာတက်ရှိအားလုံးဟာစီမင်းတစ်ခုတည်းအောင်မှာပဲရှိခဲ့ပါတယ်အတင်းငယ်ဆုံးအမီးပါကနေကြီးမားလာတဲ့ဒိုင်နိုဆောတွေပြီးတော့ကျွန်တော်တို့လူသားရဲ့အချီပေါ့တက်ရှိအားလုံးဟာ organic ဇီဝဓာတုဗေဒပေါ်မှာပဲအခြေခံခဲ့တာပါဒါပေမဲ့ဒီနေ့ခေတ်မှာတော့ AI နဲ့မျိုးကြီးပြပြင်ဖြောင်းလဲတဲ့နည်းပညာတွေနဲ့အတူလူသားတွေဟာနှစ်ပေါင်း4ဘီလီယံကျော်တရှိခဲ့တဲ့တက်ရှိတဲ့စီးမင်းကိုချိုးဖောက်ပြီးလုံးဝအသစ်အဆန်းဖြစ်တဲ့ organic model တက်ရှိတွေကိုဖန်တီးနိုင်တော့မယ့်အခြေအနေကိုရောက်နေပါပြီဒါကဘာလို့ဆိုလို့လဲဆိုတော့အရင်ကနိုင်ငံရေးဒါမှမဟုတ် corporate ရည်မှန်းချက်တွေကလူအဖွဲ့အစည်းကိုပဲပြောင်းလဲနိုင်ခဲ့ပေမဲ့အခုဆိုရင်လူသားတွေရဲ့ခန္ဓာကိုယ်တွေက DNA ကိုတောင်ပြန်ရင်းနိုင်တော့မယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဒီမယုံနိုင်စရာကောင်းတဲ့စွမ်းအားတွေနဲ့အတူမထင်မှတ်ထားတဲ့အန်တီရဲ့တစ်ခုလည်းပါလာပါတယ်ဟာရီရဲ့ကြီးမားဆုံးစိုးရိမ်မှုကလူသားမျိုးနွယ်ကိုအစင်းမြင့်တင်ဖို့ကြိုးစားရင်ကြာရှုံးသွားမှာကိုမဟုတ်ပါဘူးသူစိုးရိမ်တာကအောင်မြင်သွားမှာကိုပါဒါပေမဲ့အဲ့ဒီအောင်မြင်မှုကအယံကိုကျင်းမြောင်းပြီးလူသားတွေရဲ့အရေးကြီးတဲ့အရေးသွေးတွေကိုခြံထားခဲ့မဲ့အောင်မြင်မှုမျိုးဖြစ်နေမှာကိုပါဥမာစစ်တပ်တစ်ခုကစစ်သားတွေကိုအစမြင့်တင်ခြင်းနဲ့ဆိုရင်သူတို့ကစီးကန်းလိုက်နာမှုနဲ့ရန်လုံမှုလိုမျိုးအရေးသွေးတွေကိုပဲအဓိကထားပြီးချဲ့ထွင်မှာပေါ့အဲ့ဒီအခါကရုဏာတရားနဲ့အနုပညာခံစားမှုလိုမျိုးအရေးသွေးတွေကတော့အတုံးမဝင်ဘူးဆိုပြီးလေလူရှုထားခံရနိုင်ပါတယ်စီချက်ကဒီစိုးရင်မှုဟာတိတ်ပံစိတ်ခုရန်ဇလန်ဒီထဲမှာပဲရှိတာမဟုတ်ဘူးဆိုတာကိုတတိပေးပါတယ်စတာလင်ခေတ်ကဆိုဗီယက်ယူနီယံမှာလူနဲ့မြဝင်းကိုမျိုးဆက်ပြီးခိုင်းလို့ကောင်းတဲ့အလုပ်သမားတွေဖန်တီးဖို့စ조사ခဲ့တဲ့ကြောက်မက်ဖွယ်ရာတမိုင်းဝင်အဖြစ်မှန်တစ်ခုရှိခဲ့ပူပါတယ်ဆိုတော့လူသားတက်တယောက်ကိုဖန်တီးလို့တဲ့စံတာဟာအရင်ကတည်းကရှိခဲ့ပြီးကြောက်စရာကောင်းတဲ့အကျိုးဆက်တွေလည်းရှိခဲ့ပါတယ်ဟရာရီကဒါကိုစိတ်ဆောက်တာနဲ့နှိုင်းရှင်းပြပါတယ်ဆေးဆောက်လိုက်ရဲ့မိရည်ကိုထိန်းချုပ်နိုင်တယ်ဆိုတဲ့အဓိကရည်မှန်းချက်တော့အောင်မြင်မှာပေါ့ဒါပေမဲ့အဲ့ဒီဆေးကြောင့်မိရဲ့ဂေဟာစနစ်စလုံးပေါ်ဘလို့တက်ရောက်မှုတွေရှိလာမလဲဆိုတာကိုကြိုတင်ခန့်မှန်းဖို့လုံးဝမဖြစ်နိုင်ပါဘူးအလားတူပါပဲလူစိတ်ကိုပြုပြင်ပြောင်းလဲလိုက်ရင်လည်းမထင်မှတ်ထားတဲ့ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိလာနိုင်ပါတယ်ဒီအချက်ကကျွန်တော်တို့ကိုဒီနီးပညာပြောင်းလဲမှုရဲ့နောက်ဆုံးတဲ့အထိတ်လန့်စရာအကောင်ဆုံးအထိတ်ပဲတရားမှုစီကိုခေါ်ဆောင်သွားပါတယ်ဂျီရှက်ကပြောတာကတက်ရှိဆိုတာချက်လေလို့ရတဲ့ကွန်ပျူတာကုတ်တယ်လို့ဖြစ်လာတဲ့အခါတဘာဝဆိုတဲ့ကျွန်တော်တို့ရဲ့အယူဆတစ်ခုလုံးပြောင်းလဲသွားတယ်ဆိုတာပါပဲအရင်ကတဘာဝဆိုတာမွေးဖွားလာကလေးကရှိနေတဲ့ပြောင်းလဲလို့မရတဲ့အရာတစ်ခုလို့ထင်ခဲ့ကြပါမယ်အခုတော့အဲ့ဒီလိုမဟုတ်တော့ပါဘူးကဲ
ဒီစိတ်ဝင်စားစရာကောင်းတဲ့ဆွေးနွေးမှုကနေဘာသင်ခန်းစာယူနိုင်မလဲအဓိကအချက်၃ချက်ကိုပြန်ကြည့်ကြအောင်တက်စိတ်ကူးကောင်းတဲ့ဆွမ်းရောက်သွားရဲ့အန်တီရဲ့များတယ်နှစ်ကျွန်တော်တို့ရဲ့ဤပညာကအကျိုးဆက်တွေကိုနားလည်နိုင်စွမ်းထက်ကျော်လွန်နေပြီ၃ကျွန်တော်တို့ဟာတက်ရှိကိုပြန်လဲပုံဖော်နိုင်တဲ့တဘာဝလုံးခစ်ကိုရောက်နေပြီ ဒါကြောင့်20ကရာစုတဲ့အရေးကြီးဆုံးမင်းကုန်းကတော့လူသားတွေဟာနှစ်ဖျားတွေလိုစွမ်းအားတွေပိုင်ဆိုင်လာတဲ့အခါလူသားတွေရဲ့မွေးရပါမိုက်မဲမှုတွေကိုရှောင်ရှားနိုင်ပါမလားဆိုတာပါပဲ